ကသူသွားမှာဒီမြင့်မြတ်နှွေဦးကမြောက်တွေကသူသွားမှာမင်းမှုကရွှေစတောင်းရမာရဲမောင်းလိုက်ဖို့ပါလူလာရဲ့ဒီပွဲတော်ပြောစရာကောင်းတယ်မောင်းလိုက်ဖို့မှာမင်းမှုကရွှေစတောင်းရမာရဲမောင်းလိုက်ဖို့ပါလူလာရဲ့ဒီပွဲတော်ပြောစရာကောင်းတယ်မောင်းလိုက်ဖို့မှာမင်းကတလူ